ငယ်ချင်းဒီတစ်ခေါက်လုံမဲ့ exercise ကဘာလို့အောင်လဲဆိုရင်ဘယ်ညာဟန်ချက်ညီရမယ်ဘယ်ညာဟန်ချက်မညီဘူးဆိုလို့ရှိရင်6တင်လာလိုက်မယ်အဲ့တော့စမယ် okay 1 2 3ဟဲ့တွေ့လားပြောရင်ဆိုရင်ခြေစစ်လွယ်ထန်ထန်ထန်ဒီမှာထန်ဒီမှာထန်ခြေစစ်လွယ်ပြီလားဟုတ်မယ်ထင်တယ်ခုနကတော့ခေါင်းလိုက်တာခြေပန်းအောင်နဲ့စောင်းပြီးတော့ပြောဖြစ်သွားတယ်အေးနာဝါပြီဆိုလို့ရှိရင်သေချာနဲ့ဆေးလိမ့်ပြီးတော့တွားနာလိုက်တော့ရအောင်လေအဲ့ဒါဆိုရင်ခဏနာလိုက်အောင်မယ်ပြီးတော့မှ exercise ဆက်လုပ်ရအောင်ဟာ exercise ဆိုတာအဲ့လိုမျိုးလုပ်လို့မရဘူးကွာမင်းအခုတကယ်လို့နာသွားပြီဆိုလို့ရှိရင်သေချာဆေးလိမ့်ပြီးတော့သေချာဂေယုတစ်ဆိုင်နဲ့စောင့်ရှောက်ပြီးတော့မှနောက်ပြန်သက်တာမှ exercise လုပ်ရမယ်မတော်တဆမင်းအဲ့လိုမျိုး exercise ကိုအရန်နေဖိလုပ်မယ်ဆိုလို့ရှိရင်အယိုးအကျော်ရည်အရွတ်တွေအကုန်ထိကုန်နေမယ်ကွာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာတော့ကျွန်တော်တို့ဖနှောင့်ကြောနာတာဖနှောင့်ကြောရောင်လာတဲ့အခါမှာအိမ်မှာဘယ်လိုများကုသလို့ရလဲပေါ့နော်တချို့ကလည်းဒီစေုံစေကမသွားနိုင်တဲ့ကာလမှာအိမ်မှာကိုယ့်ဘာကိုကုသလို့ရတဲ့မျိုးဆွေးနွေးမှာဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ဒီတန်အာခီလီစ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီခြေသလုံးကြွက်သားနေဖနှောင့်ထိဆွဲထားတဲ့အရွတ်ကြောကြီးတစ်ခုပေါ့နော်အဲ့ဒါရောင်ရိုင်းနာနေတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကလမ်းလျှောက်လို့မရတဲ့အထိနာကျင်တာတွေဖြစ်လာတယ်ခြေသုံးကြက်သားတွေနာတာတွေဖြစ်ပါတယ်ဒါတွေကိုစေုံစေကမသွားခင်ပေါ့နော်မိမိအိမ်မှာဘာတွေများလုပ်လို့ရလဲဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီဗိုက်တာမင် E ပေါ့နော်ဗိုက်တာမင် E ဟာဆိုလို့ရှိရင်လည်းဒါကိုအကြောင်းတွေမှာကျစေတယ်ဆိုပြီးတော့ပြောပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ free radical လို့ခေါ်တဲ့ဒါတွေကိုလည်းကျွန်တော်တို့ခန္ဓာကိုယ်ကနေဖယ်ထုတ်ပေးခြင်းအပြင်အနာသက်တာတယ်ဆိုတော့လည်းတွေ့ရှိရပါတယ်အဲဒါကြောင့်ဗိုက်တာမင် E ကိုလည်းကျွန်တော်တို့နော်တောက်သုံးသင့်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒါနနွင်းပေါ့နော်ဒီနနွင်းမှုတ်ပေါ့နော်နနွင်းမှုတ်ကိုကျွန်တော်တို့ကနည်းနည်းလေးသူ့ကိုဖြစ်တဲ့နေရာလေးမှာအုံပေးမယ်ပေါ့နော်တချို့ကလည်းဒါကိုဒီတင်ချာလို့ခေါ်တဲ့ဟာနဲ့ရောပြီးတော့နည်းနည်းလေးရောသမမှုပြီးတော့အုံလိုက်နေတယ်ရတယ်လို့ပြောပါတယ်ဆိုတော့အဲ့မှာဖြစ်တဲ့နေရာလေးကိုကျွန်တော်တို့ကဒီနနွင်းလေးကိုအုပ်ပေးခြင်းအဖြစ်ပေါ့နော်အနာအုပ်တဲ့သဘောနဲ့အုပ်ပေးခြင်းအဖြစ်အဲ့ဒီအရွတ်ရောင်တာအရွတ်နာတာကိုတတ်တာစီတာကိုကျွန်တော်တို့သိရှိရပါတယ်ဒီနေ့ငါစီးရတဲ့ဘက်နဲ့နည်းနည်းချောင်းနေလို့ဖြစ်မယ်ငါကလည်းနည်းနည်းချောင်းတဲ့ဘက်နဲ့စီမှာပြေးတဲ့ခါတင်းချက်မယ်နေလို့ကောင်းလို့ထင်မယ်အော်အေးပါနောက်ခေါက်ကြလို့ရှိရင်ဖက်ကိုရွေးရဲ့အချိန်ကြလို့ရှိရင်ကိုနဲ့သင်တော်ရဲ့ဖက်မျိုးရွေးပေါ့အထူးသဖြင့်တော့ကျွန်တော်တို့ကဒါဆိုလို့ရှိရင်လှုပ်ရှားရင်ပုံနာတဲ့ကြောင့်မို့လို့အနားယူလိုက်ရအကောင်းဆုံးဆိုတာလည်းအနည်းရလည်းရှိပါတယ်ဒါပေမဲ့အိမ်မှာလုံးဝအနားယူလိုက်မယ်ပေါ့နော်ဟိုမှာထတာထိုင်တာလေကားတက်တာစသဖြင့်ဘာမှမလုပ်ဘဲနဲ့ပေါ့နော်ငြိမ်ငြိမ်လေးနေပြီးတော့အနားယူလိုက်တာဆိုရင်လည်းဒါကိုတက်တာကိုကျွန်တော်တို့သိရှိရပါနောက်တစ်ခုကကျွန်တော်တို့ကဥမာနာတာတက်တာတဲ့ဟာတစ်ခုကတော့ကျွန်တော်ရေခဲဘက်ကတ်တာပေါ့နော်ရေခဲဘက်ကိုဖြစ်တဲ့နေရာလေးကိုကျွန်တော်တို့ကမိနစ်20တခါလောက်ကတ်ပေးခြင်းအားဖြင့်လည်းနော်ဒီအနာတက်တာကိုကျွန်တော်တို့သိရှိရပါနောက်တစ်ခုကဒီဖနှောင့်ကြောကခုနဆွေးနွေးသွားသလိုပဲဒီကျွန်တော်တို့ခြေသုံးကြွက်သားနေဟိုဖနှောင့်ထိဆိုတော့ကြွက်သားတွေအရန်နာပါတယ်အဲကြောင့်အဲ့ကြွက်သားတွေကိုကျွန်တော်တို့နူးနူးညံ့ညံ့လေးနှိပ်ပေးခြင်းအားဖြင့်လည်းတက်တာပါတယ်အဲ့နှိပ်ပေးခြင်းအားဖြင့်ကျွန်တော်တို့ဒီသွေးလေလျှောက်ပြီးတော့ပေါ့နော်အနာတက်တာတွေအကြောင်တွေတက်တာတွေဆိုပြီးတော့လည်းကျွန်တော်တို့တွေ့ရှိရပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဖြစ်နေတဲ့အချိန်မှာတက်နိုင်တဲ့တော့ဒီဆလိတ်တောက်တာလည်းရှောင်ရှားတင်တယ်လို့ဆလိတ်အငွေတွေဒါမှမဟုတ်ဒီလေထုထဲမှာအခြားသောဒီဝငွေတွေရှူရှိုက်ခြင်းအားဖြင့်လည်းအနာပိုဖြစ်စေတယ်ပြောတယ်အဲကြောင့်မို့ဒါတွေကနေဝေးဝေးပေါ့နော်ဟိုဗမာနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအညှော်ရှောင်ခိုင်းတဲ့သဘောပေါ့နော်ဝေးဝေးကနေတင်ပါတယ်နောက်တစ်ခုအိတ်တဲ့အခါမှာဆိုရင်အရန်နာတဲ့လူတွေဆိုလို့ရှိရင်အိတ်လို့မရဖြစ်တတ်ပါအဲတော့အိတ်တဲ့အခါမှာလည်းကိုလှုပ်ရှားရင်းနဲ့မသိမှဆိုလို့အဲ့ဖြစ်တဲ့နေရာလေးကိုကျွန်တော်တို့ကဒီ night brace ပေါ့နော်အထင်းကွတ်လေးတစ်ခုလေးနဲ့သူ့နေရာလေးကိုခြိထားလိုက်မယ်ဆိုလို့ရှိရင်တော့တတ်တာတော့သိရှိရပါဒါပေမဲ့အဲ့ဒါလည်းခြိထားတာလည်းဟိုတင်းကျက်ကြီးခြိရင်တော့ကျွန်တော်တို့တွေးကြောပိတ်တာပဲဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့ဟိုထိန်းထားတဲ့သဘောလေးနဲ့သူ့ကို night brace လေးထားရမယ်ဆိုရင်လည်းကျွန်တော်တို့တတ်တာကိုသိရှိရပါတယ်အခုဆွေးနွေးသွားတဲ့အကြောင်းအရာတွေကတော့ဆေးရုံဆေးကမ်းမသွားနိုင်သေးခင်မှာအိမ်မှာဘယ်လိုသက်သာအောင်ရလဲဆိုတော့နည်းလမ်းတွေဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီနေ့လေ့ကျင့်ခန်းတော့ဒီလောက်ပဲနားလိုက်အောင်။ငါကြည့်တော့လည်းပုံရင်းနာလာလို့ပဲဆေးလိုက်ပြီးတော့ရေခဲအောင်ထားလိုက်အောင်ပဲ။ကောင်းတယ်တေချာဆေးတော့ဆင်းပြလိုက်ပါဟုတ်တယ်နော်။ပြည်သူများခင်ဗျာဒီမှာဆိုလို့ရှိရင်ပြည်သက်လေးအတွက်ကျွန်တော် health fitness ကနေပြီးတော့ကျန်းမာရေးပတ်သက်တဲ့ဘုဒ္ဓတာပြပြပေးရဖြစ်ပါရဲ့အားကစားလုပ်နေနဲ့ဖြစ်လေဖြစ်တာရှိရဲ့သဘောတဘာဝတွေပြည်သက်များအတွက်ပြပြပေးကြရဖြစ်ပါရဲ့ခင်ဗျာပြည်သက်များလည်းကျန်းမာပျော်ရွှင်တဲ့ဘဝတွေဒီထက်မကပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါခင်ဗျာအားပေးရွှေပြည်သက်များအတွက်ကျွန်တော်တို့တွေမနေ့ကမှပြန်လာခဲ့ပါမယ်ကျွန်တော်ပြည်သက်များအားလုံးပဲတတား